Hello မကီယာဒိုမင်းသားလေးရဲ့ဒီအမှားစကားလေးနဲ့ပတ်သက်ပြီးတော့ထင်မကီရဲ့အမြင်လေးနဲ့လည်းပြောပြမယ်ပေါ့နော်မကီယာ Facebook မှာတော့တင်ထားပါတယ်ဒါပေမဲ့တချို့ညီမလေးတွေကြောင့်လည်း TikTok မှာတင်ပေးပါမကီတချို့ကလေးတွေကြောင့်မသိကြလို့ပေါ့နော်တင်ပေးပါဆိုတော့ဆရာကြီးလောက်ထားလည်းမဟုတ်ဘူးဒါပေမဲ့မကီအမြင်နဲ့ပေါ့နော်မင်းသားလေးပြောတဲ့ဟာလေးတွေမကီပြန်ပြောပြမယ်ပေါ့နော်သူမိသားစုတွေအတွက်သူရှင်တွေကမေတ္တာစကားကြတော့သူပေါ့နော်မေတ္တာစကားမပြောခင်သူ့ဒီကိုစိုးကြီးကမေးတဲ့အခါမှာသူပြောတယ်ပေါ့နော်ဒီလက်ကလေးကင်တာတော့မှပဲအောင်စမှုမှန်းသိတယ်ဆိုတော့ဘယ်လိုခံစားရလဲဆိုတော့ तू အရေးမြင်တော့သူ့မိသားစုက तू မှန်းသိနေတဲ့အတွက်တဲ့तू ဘာမှမဟုတ်တာမလုပ်ရဲပါဘူးတဲ့ तू ကြောက်ပါတယ်တဲ့နော် तू ကြောက်ပါတယ်ဆိုတဲ့စကားလေးကိုနှစ်ခါတောင်ထည့်ပြောသွားပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒိုမိသားစုတွေနဲ့တူတချို့သောညီမလေးတွေထင်နေတယ်မင်းသားလေးပေါ်တိထင်နေတဲ့တန်တရားတွေအကုန်လုံးပြေပြောက်သွားလိမ့်မယ်လို့ထင်ပါတယ်ဘာမှမဟုတ်တာမလုပ်ရဲပါဘူးဆိုကြတဲ့သူ့ရဲ့အဖြေကအကုန်ပါပြီးသားပါနောက်တစ်ခုပေါ့နော်မိသားစုတွေအတွက်တဲ့သူပေါ့နော်သူပြောတဲ့စကားလေးကဘာလဲဆိုတော့သူ့ကိုအားပေးတဲ့မိသားစုတွေကိုတဲ့ fan လို့လည်းမတတ်မှတ်တယ်လို့ပြိတ္တလို့လည်းမတတ်မှတ်ပါဘူးတဲ့သူမိသားစုလိုပဲသဘောထားတာပါတဲ့မိသားစုလိုနွေ့နွေ့ထွေးထွေးရှိစေချင်လို့ပါတဲ့နော်အဲ့တော့ပြီးတော့ချော့ရအောင်စိတ်ကောက်နေကြတာမှမဟုတ်တာတဲ့ကဲဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုလေးပြောလိုက်တဲ့ဆိုကြတဲ့ကတစ်ဖက်သက်စိတ်ကောက်နေတဲ့မမတွေနော်တစ်ဖက်သက်ခံစားနေရတဲ့ဝမ်းနည်းနေရတဲ့သူတွေအကုန်လုံးကနော်အဲ့ဒီမကောက်စိတ်တွေအကုန်လုံးအရေးပြောကုန်ကြပြီပေါ့နော်နောက်တစ်ခုကကြတော့မိသားစုတွေလွမ်းနေကြတာကိုလည်းသူသိပါတယ်တဲ့သူလည်းထပ်တူလွမ်းနေပါတယ်တဲ့မကြခင်အလွမ်းပြေကြတော့မှာပါတဲ့အဲ့ဒါကတော့ဘာလဲဆိုတော့သပင်ရာသီပြန်စတော့မယ်ဆိုတဲ့အကြောင်းလေးကိုသူထည့်ပြောသွားတာပါနောက်တစ်ခုကကြတော့လေသူကတီတီချာချာလေးလေးနဲ့လေးပြောတယ်ပေါ့နော်ပရိသတ်ဒီကျမကြီးဂယူဆိုင်ပါတဲ့သတိထားပါတဲ့သူလည်းဂယူဆိုင်နေတယ်သတိထားနေပါတယ်တဲ့ဆိုအဲ့ထဲမှာသူပြောသွားတဲ့စကားလေးကသတိထားဆိုတဲ့စကားလုံးလေးကိုသူထည့်ပြောသွားတယ်နောက်ထပ်သူပရိသတ်တွေကိုအဓိကမှာချင်တာကတဲ့မိသားစုတွေအရာရာသတိနဲ့နေပေးကြပါတဲ့တကယ်ကိုတလေးတက်ပြောသွားတယ်စကားပါအဲ့စကားအရန်အဓိပ္ပာယ်ရှိပါတယ်အဲ့တော့အဲ့စကားကိုမကီအနေနဲ့မကီအမြင်ပြောရမယ်ဆိုလို့ရှိရင်မဆိုင်တဲ့ပွဲတွေမှာဝင်မပါဖို့ပါပဲเนาะဘသူပဲဘာတင်တင်ဥပက္ခပြုထားပါဆရာတပည့်ပြဿနာတွေလည်းတစ်ဖက်ကဘာတင်တင်မဆိုင်သလိုပဲနေပြီးကြပါเนาะသူတို့လိုချင်တဲ့အကွက်ထဲကိုဒို့မိသားစုတွေကဝင်မပါပါစေနဲ့เนาะတမင်ကိုပဲဒါမင်းသားနဲ့မိသားစုကြခလောက်ဆိုင်မှုအတွက်ဖန်တီးနေတာပါအဲ့တော့ဘာမှမတုံ့ပြန်ပဲနေပြီးကြပါနောက်တစ်ခုတစ်ဖက်မှာဖြစ်နေတဲ့မင်းသားလေးရဲ့ဒီတပင်းဖခင်ကြီးတွေနဲ့ဖြစ်နေတဲ့ပွဲမှာလည်းကိုမင်းသားလေးနဲ့ဘာမှမဆိုင်တဲ့ပွဲပါเนาะကိုမင်းသားလေးကိစ္စလည်းမဟုတ်ဘူးကိုမင်းသားလေးပြဿနာလည်းမဟုတ်ဘူးအဲ့ဒီအတွက်ကိုယ့်ရဲ့ထင်မြင်ချက်ပါဆိုပြီးတော့လည်းဘာမှမရေးပါနဲ့ဘသူဘက်ကမှလည်းဝင်မပါဘဲနဲ့ဒီတိုင်းလေးပဲပွဲကြည့်ပြိသက်လို့ကြည်နေပြီပါလို့မကေရမြစ်တာရက်ခံပြရစီတချို့တွေတင်နေကြတာတွေ့ပါတယ်เนาะဒီလိုပြောစရာလားဘာလားညာလားတကယ်တော့အနေသားကြီးเนาะမကေတို့နေတတ်ရမယ်တချို့အရာလေးတွေမှာလေမိသားစုနဲ့ပတ်သက်ပြီးတော့ဒိုမင်းသားလေးကိုဆွဲထက်ဖို့လုံနေကြတာရှိတဲ့အတွက်အဲ့ဆွဲထည့်တာတွေကိုဒိုးတွေကဆွဲထည့်တာမျိုးဖြစ်မလာအောင်ကာကွယ်ရမယ်အဲ့လိုကာကွယ်တဲ့နေရာမှာအဲ့လိုဆွဲထည့်လာတဲ့ဟာတွေကိုမကေတို့ကပြန်တုံ့ပြန်နိုင်ပြန်တုံ့ပြန်နေပွဲတွေကမပြီးတော့ဘူးပေါ့နော်အဲ့တော့ဒိုမင်းသားလေးအဓိကပြောချင်တဲ့သတိထားနေကြပါဆိုတဲ့စကားကအကုန်လုံးပါတယ်နော်အကုန်လုံးပါတယ်အဲ့တော့နိုင်ငံရေးနဲ့ပတ်သက်တဲ့ post တွေဆိုလို့ရှိရင်လည်းဘာမှမဖြစ်ရှင်းပါနဲ့အေးစစ်စစ်လေးပဲနေလိုက်ပါသူ့ဘာသာသူအလိုလိုအချိန်တိုင်းပြီးသွားပါလိမ့်မယ်နောက်တစ်ခုကကြတော့ဒီအခုဖြစ်နေတဲ့ဒီလူကြီးချင်းတွေဖြစ်နေတဲ့ပွဲမှာလည်းဒိုမင်းသားလေးနဲ့ဘာမှမသက်ဆိုင်တဲ့ပွဲပါเนาะအဲ့တော့သူတို့လူကြီးချင်းဖြစ်တဲ့ပြဿနာကိုလူကြီးချင်းပဲရှင်းကြပါလိမ့်မယ်အဲ့တော့ဒိုဖန်လေးတွေကအခုဆိုရင်ဒိုမင်းသားလေးမောင်ပလီလေးကအခုဆိုလို့ရှိရင် post တွေလည်းတင်ပေးနေပြီဒိုးလိုချင်တဲ့ဟလာသူမိသားစုတွေကိုလည်းပြန်ပြီးတော့ပလီနေပြီနောက်ပြီးရင်ဒိုးမိသားစုတွေလိုချင်နေတဲ့ update တွေကိုလည်းသူပေးနေပြီသူ့ရဲ့ဆရာကိုဝေစင်ကလည်း update ကလေးတွေချပေးတယ်ပြောစရာအခိုက်အတန့်လေးတွေပေးနေပြီဖြစ်တဲ့အတွက်မိသားစုတွေအကုန်လုံးကလည်းအဲ့ဒီပြောစရာအခိုက်အတန့်လေးမှာပဲနေကြပါပြောစရာရုံဝန်းလေးမှာပဲနေကြပါကိုနဲ့မဆိုင်တဲ့ပြဿနာရုံဝန်းတွေအပူတွေရှိတဲ့နေရာတွေကိုမသွားကြနဲ့เนาะမြင်ရင်လည်းမမြင်ချောင်ဆောင်လိုက်တွေ့ရင်လည်းကြော်သွားလိုက်အဲ့ထက်မှာပို့ပြီးမနေနိုင်ရင်ဘလော့လိုက်ပါအဲ့ဒါကတော့မကေကစေတနာစကားဖြစ်ပါတယ်မေတ္တာစကားဖြစ်ပါတယ်ဒိုမင်းသားလေးပြောတယ်ပေါ့နော်မိသားစုတွေအကုန်လုံးအဆဆရရသတိထားနေကြပါဆိုတာအကုန်ပါပါတယ်เนาะဒါကတော့မကေရဲ့အမြင်မကေရဲ့ထင်မြင်ယူဆချက်လေးဖြစ်ပါတယ်မှားရင်လည်းမှားကောင်းမှားနိုင်ပါတယ်ဒါပေမဲ့လည်းမကေပြောချင်တဲ့သဘောတရားကအခုဆိုလို့ရှိရင်ဒိုမင်းသားလေးကလည်း update တွေပေးနေတဲ့ခါမှာသူ့မိသားစုဘလောက်ပဲစိတ်ဆိုးဆိုးစိတ်ကောက်ကောက်မြစ်တာကဘူးမှပြတ်မသွားကြဘူးเนาะမင်းသားကလည်းသူစိတ်ကောက်နေတာမဟုတ်ပါဘူးတဲ့ဒါပေမဲ့တခုရှိတာကဒိုမင်းသားလေးရဲ့စိတ်ကလေးကိုမကေခံမှန်းကြည့်ရတယ်လို့ဆိုရင်သူကချစ်ကန်ကန်လေးချစ်ကန်ကန်လေးသူဒိုင်တာကိုစောအာယုံပြောတဲ့ထဲမှာလဲသူလှုပ်ချင်တာရှိရင်သူကဇွတ်တရုပ်လှုပ်တတ်တယ်ပြန်မပြောနားမထောင်အဲ့လိုပုံစံမျိုးလေးဒီဇလန်းအတွက်ဒီစပင်ကိုညှက်ခိုင်းတာတော့သူအဲ့စပင်ကိုကြိုက်တော့သူမညှက်ဘူးမညက်တော့ဒီဇလန်းထဲမှာတချို့ဇက်ကွက်ကလေးတွေမှာမြက်ဒီစပင်ကြောင့်ည
မျက်နှာအမူအရာမပေါ်တာလေးတွေရှိတယ်အဲ့ဒါကိုသူတိတိကြီးနဲ့ဒီသပင်ကိုသူမညက်ဖဲနဲ့လှုပ်သွားတာအဲ့တော့တစ်ခါလေကြာရင်ဒိုမင်းသားလေးကလည်းနည်းနည်းအဲ့လိုချစ်ကန်ကန်စိတ်ကလေးရှိတယ်သူမှန်တယ်ထင်လို့ရှိရင်သူကလည်းပြန်ပြီးတော့မိသားစုနဲ့အပြိုင်ကောက်တတ်တဲ့အကျင့်ရှိတယ်သူဘလောက်ပဲစိတ်မကောက်ပါဘူးပြောသူ့ပုံစံလေးကိုကြည့်ရတာကောက်ကိုကောက်တာเนาะအဲ့တော့စိတ်လည်းကောက်တယ်ဖင်လည်းကောက်တယ်ဒိုမင်းသားဟုတ်ပြီလားအဲ့တော့ကြတော့လေပြောချင်တာကကိုမင်းသားလေးရဲ့စိတ်ကိုလည်းကိုရီးယားနားလဲရမယ်သိနေရမယ်ပေါ့နော်အဲ့တော့တယောက်နဲ့တယောက်အချစ်ဆန်းလို့အကောက်ပြိုင်ကြတဲ့ပွဲဘာမှမဟုတ်ဘူးသူများဖြတ်လို့လည်းပြက်မဲ့သူတွေမဟုတ်ဘူးအခုဆိုရင်ပဲဘလောက်ပဲစိတ်ကောက်ပါတယ်ဆိုပြီးတော့စာတင်နေကြတဲ့သူတွေဒိုမင်းသား update တစ်ခုမှလည်းအကုန်လုံးအရေးပြောကြဟုတ်တယ်မလားဘာဆိုဘာမှမသိတော့ဘူးသူတို့တွေအကုန်လုံးမင်းသားပို့အောင်ဆက်ရောက်ကုန်ကြအောင်အဲ့ဒါကြောင့်မလို့မင်းသားလေးကိုလည်းဒီကပြောချင်တာကပလီပါတစ်နေ့တစ်ခါတစ်နေ့နှစ်ခါပလီပါအဲ့ဒါဆိုရင်เนาะဒိုမင်းသားလေးရဲ့မိသားစုအကုန်လုံးကဘဲမှမရောက်တော့ဘူးเนาะမင်းသားလေးရဲ့ post အောက်မှာပဲတဝဲဝဲတလဲလဲနဲ့ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ကြီးလိုက်ပြုံးလိုက်ရီလိုက်เนาะ update တွေလုပ်လိုက်ဗီဒီယိုတွေတင်လိုက်ဟဲ့လားgroup တွေမှာ share လိုက်နေသူတို့မှအလုပ်တွေကို show လို့မအားကြတော့ဘူးမက်ကေဆိုလို့ရှိရင်မက်ကေအထဲမှာမိုင်လေးဆိုမက်ကေတင်စရာမလိုတန်းစီလို့အကုန် hello တွေကြီးပဲပြောချင်တာ PD လေးတစ်ခုပါသဘောကျတယ်အဲ့လိုမျိုးလေးအရင်တော့ဒီပြဿနာတွေခဏဖြစ်သွားတော့မင်းသားလေးရဲ့ post တွေတိတ်မတက်တော့ကိုယ်စိတ်ထဲမှာစိတ်မကောင်းဖြစ်တယ်။နော်ကိုလည်းအတက်နိုင်ဆုံးပေါ့နော်။မင်းသားကိုအကြံပေးတဲ့အနေနဲ့ဒီမင်းသားအနာဆရာတွေရှိကိုစာပို့မိတာရှိတယ်။ကိုကြောင့်စိတ်အနှောက်အယှက်ဖြစ်မှာတော့စိုးရပါတယ်။ဒါပေမဲ့မက်ကေကလည်းမက်ကေစေတင်တာပေါ့နော်။တခါလေကြောက်လဲဂျာကြီးဒီလိုလေးတော့မင်းသားလေးကိုပြောပေးပါနော်။အဲ့လိုမျိုးလေးတွေမက်ကေအမှားစကားပါတတ်ပါတယ်။ဒါပေမဲ့လည်းမင်းသားလေးဒီရောက်သည်ဖြစ်စေမရောက်သည်ဖြစ်စေဘာပဲပြောကိုကျော်စီရတို့ကမင်းသားလေးနာမှာအနိကဆောင်းရှောက်နေကြတဲ့သူတွေဖြစ်တဲ့အတွက်ပရိသတ်တွေရဲ့ရင်ထဲကစကားကိုလည်းဒီမိသားစုတွေရဲ့စကားကိုလည်းမင်းသားလေးသိအောင်သူတို့ပြောပေးမှာပဲပေါ့နော်အဲ့တော့ကြတော့မက်ကေပြောချင်တာကမင်းသားလေးကလည်းဒီလိုမျိုးတောက်လျှောက်ပလီသွားမယ်ဒီလိုလေးတွေမိသားစုစိတ်ချမ်းသာအောင် update တွေပေးမယ်တင်ပေးမယ်ဆိုလို့ရှိရင်မိသားစုတွေကတော်တော်ကိုပျော်ကြမှာပေါ့နော်အဲ့ဒါကြောင့်မလို့မက်ကေပြောချင်တာကလေမင်းသားကိုလည်းအဲ့လိုမျိုး update ကလေးတွေခဏခဏပေးပါဘာမှတင်စရာမလိုဘူးမိသားစုချစ်တဲ့ good morning good night ဟလာစားပြီးကြပြီလားလွမ်းနေတယ်မိသားစုကြီးဒီလိုမျိုးလေးတွေတင်းပေးပြီဆိုရင်ကိုလေပရိသတ်ကတော်တော်ကြီးကိုအရေးပြောကြနေပြီเนาะပထမချစ်ပါတယ်ဆိုတဲ့ဟာထက်ကိုအစ1000အစ1000လောက်ပိုချစ်ကြမှာเนาะအဲ့တော့ကြတော့ပရိသတ်ရဲ့မေတ္တာတွေနဲ့ပဲပြောနေပါတိုက်ခိုက်တဲ့ရဝန်းတွေကိုဒိုမင်းသားလေးလဲရှောက်မှာဒိုမိသားစုတွေကလည်းကိုချစ်တဲ့မင်းသားလေးကိုပဲ focus ထားပါအာယုံထားပါအပူရှိတဲ့ရဝန်းတွေကိုရှောင်ပါကိုနဲ့မဆိုင်တဲ့ရဝန်းဆိုမျက်စောင်းအောင်လှည့်မထိုးပါနဲ့เนาะအေးစစ်စစ်နေပါသူတို့ဘလို့တွေပဲကြွယ်ပြကိုမင်းသားလေးမှလည်းကိုမင်းသားလေးရဲ့ဂုံကိုမင်းသားလေးရဲ့တန်းတစ်ခုရှိပြီးသားပါအောင်မြင်နေတဲ့အနေအထားတစ်ခုရောက်ပြီးသားဖြစ်တဲ့အတွက်ပြိုင်စရာလည်းမလိုပါဘူးဆိုင်စရာလည်းမလိုပါဘူးအကုန်လုံးကသူ့အရေးချင်းနဲ့သူသွားနေကြတာပါအဲ့တော့အမုန်းလည်းမရှာနဲ့အမုန်းလည်းမပွားနဲ့အဓိကကမင်းသားကိုပဲအားပေးမယ်မင်းသားရဲ့ post တွေတင်ပြီးဆိုရင်မင်းသား post တွေမီလီယံဘယ်လောက်ထိရောက်သွားအောင်ကိုတွေပန်ပိုးမလဲဒါတွေကအဓိကပါပဲเนาะအဲ့တော့ကိုမင်းသားအပုတ်တွေပေါက်လေကိုမင်းသားအောင်မြင်လေပဲเนาะကို fan တွေကစီကံတကြနေလေကိုမင်းသားရဲ့နောက်ကိုဒီ brand master တွေကလိုက်လာလေပဲပေါ့နော်အဲ့တော့ brand ပိုင်ရှင်တွေလိုက်လာလေပဲအဲ့တော့ကြတော့အဲ့လိုမျိုးတွေဖြစ်အောင်တနောက်တနေရာကနေပံ့ပိုးပြီးတော့အားပေးကြပါမယ်ဒါတော့ပဲပြောချင်ပါတယ်မက်ကေရဲ့ပြောဆိုယူဆချက်ကလေးတွေမှားခဲ့တယ်ဆိုလို့ရှိရင်လည်း sorry ပါကျေးဇူးပါဗီဒီယိုလေးအဆုံးသက်ပြီးကမှပေါ့နော်အမကေပြောစရာလေးကြံသွားလို့မင်းသားလေးကပြောသေးတယ်သူအရာတိုင်းကိုအရင်တော့ကတည်းကတီးခံပြီးနေပါတယ်ဒါပေမဲ့သူခုနောက်ပိုင်းတီးမခံချင်တော့ဘူးတဲ့မိသားစုတွေကိုပိုချစ်လာလို့လားမသိဘူးတဲ့သူရန်တွေ့ကျင်လာတယ်ပေါ့နော်သူပြောသွားတာဒါပေမဲ့သူကလေမတိမတာမကေထင်တော့မိသားစုတွေကိုသူစိတ်မရှိတော့ဘူးသူရန်တွေ့ကျင်လာပြီလို့သူပြောချင်ပုံရတယ်တခြားလူကတော့မဟုတ်တော့ဘူးသိလားဒါပေမဲ့သူကလေချစ်စပွဲကောင်းအောင်ပေါ့နော်သူပြောတဲ့စကားကိုသူ့ကိုပိုချစ်လာအောင်ဘာနဲ့ချုပ်သွားတာလဲဆိုတော့မိသားစုတွေကိုပိုချစ်လာလို့လားမသိဘူးသူရန်တွေ့ကျင်လာတယ်တဲ့သူတွေ့နေတယ်ပေါ့နော် post တွေကိုသူရန်တွေ့ကျင်တဲ့စိတ်တွေဖြစ်လာပေမဲ့သူတီးခံနေပါတယ်ဆိုပြီးတော့ရှင်တို့မင်းသားကလေပလီသွားလိုက်သေးတယ်အဲ့စကားလေးကြံသွားလို့ဒီလားအဲ့စကားလေးလည်းမက်ကေလိုမိသားစုတွေကသဘောကျရတာပါပဲဘာလေးပဲပြောသူ့ပါဇက်ကထွက်တဲ့စကားဆိုအကုန်လုံးကအလေးနဲ့ထားပါတယ်ဒါပေမဲ့မိသားစုတွေဝမ်းနဲ့အောင်တော့မလုပ်ပါနဲ့နော်ကျေးဇူးပါ hello ခုနကပဲတပုတ်တင်ပြီးတယ်နောက်တစ်ခေါက်တက်လာပြန်ပြီးနေရှိပဲနည်းနည်းလေးမက်ကေကိုလာပြီးဂျစ်တိုက်နေတဲ့ညီမလေးတွေများလို့ပေါ့နော်ပုံမှန်ဆိုရင်တော့မက်ကေကလေသူများပြောတိုင်းလောက်တက်တဲ့ထင်မှာတိတ်မပါဘူးဒီလားမက်ကေရဲ့စိတ်မက်ကေရဲ့ပုံစံကလေမအေးရလောက်ခိုင်းရင်တော့မှပဲနည်းနည်းလေးချစ်ကန်ကန်လောက်တက်တဲ့အကျင့်လေးရှိတယ်ငငယ်ကဆိုပါတော့မက်ကေတို့ကကိုယ့်ဝစ်ကိုရှော်ရတယ်မလား
မက်ကေကိုဒီနေ့အဝတ်လျှော်မယ်လို့တွေးနေတဲ့အချိန်မှာမက်ကေအမေကနေပြီးတော့နင်အဝတ်မလျှော်သေးဘူးလားဆိုပြီးတော့လာပြီးပြောလိုက်လို့ရှင်မက်ကေအဲ့အဝတ်တောင်းတန့်ပစ်ချပြီးတော့မလျှော်တော့ဘူးမလျှော်တော့ဘူးနောက်2ရက်3ရက်လောက်နေမှလျှော်တာကိုယ့်ရဲ့အဲ့လိုမျိုးအကျင့်လေးရှိရပေါ့နော်အခုကြပါဖြစ်နေလဲဆိုတော့မကေရလေဒီဒိုမင်းသားလေးနဲ့ပတ်သက်ခါမှာပဲဟိုလူကလာအကူညီတောင်းလဲပြောပေးလိုက်ပေါ့နော်ဒီလူကလာအကူညီတောင်းလဲပြောပေးလိုက်ပေါ့နော်အခုလဲမကေကိုဒီ TikTok Messenger တွေ Facebook Messenger တွေမှာလာပြီးတော့မကေရေပြောပြပါအောင်ဆိုလို့မကေနည်းနည်းလေးပြောမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့မကေတို့ဒီအနုပညာရှင်တွေအလုပ်လုပ်ကြတဲ့နေရာမှာဟိုဒီအောင်မြင်ကြော်ကြားမှုနဲ့အတူနောက်ကနေပြီးတော့ brand တွေလိုက်လာကြတယ်ပေါ့နော်ဒီ brand ပိုင်ရှင်တွေလိုက်လာကြတယ်သူတို့ရဲ့ကုန်ပစ္စည်းကိုကြီးညာခိုင်းတယ်ဒီမင်းသားရဲ့ပြိသက်ဘလောက်ရှိလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့ကုန်ပစ္စည်းကိုကြီးညာဖို့အကြတယ်ပေါ့နော်အဲ့တော့အများသောအားဖြင့်မက်ကေတို့မင်းသားလေးလဲဟလာဝိန်းစိန်တို့ဒီနော်ဟိုစိန်စီခေတ်တို့ဟလာအများကြီးပါပဲဒီရှေ့မှာဒီပါလဲ A1 သင်္ကန်းတို့ဟာလားနောက်ပြီးသင်းရွှေစင်းတို့အမျိုးမျိုးပေါ့နော်ကြော်ညာအမျိုးမျိုးပေါ့နော်အဲ့တော့ပြောချင်တာကဒီဝိန်းစိန်ဆိုတာလေဟိုးရင်တော့တစ်ချိန်ကနာမည်ကြီးခဲ့တဲ့နေတိုးတို့ဟာလားဟင်းဝေယံတို့နောက်ပြီးလို့ရှိရင်တိုင်ရွန်တို့နောက်ပြီးရင်ဒီဘာပိုင်တကွန်တို့ဟလာတကယ်နာမည်ကြီးဖေးဆိုတဲ့သူတွေကိုပဲသူတို့တွေလည်းခေါ်ရိုက်ခဲ့တာပဲအဲ့လိုပဲဒိုမင်းသားလေးနာမည်ရလာပြီးတစ်ချိန်တို့အောင်မြင်သွားတဲ့အချိန်မှာလည်းဒိုအောင်စဘူးခေါ်ပြီးတော့ရိုက်ကြတယ်ပေါ့နော်အဲ့တော့နောက်ထပ်လည်းသူတို့အောင်စဘူးအပြင်နောက်ထပ်မင်းသားတွေလည်းထပ်ပြီးတော့ရိုက်ချင်ရိုက်ကြအောင်ပါပဲဥပမာဟာလာဒီသူတော်ဝင်းထိုးတို့ကောင်းစစ်ဟိန်းတို့ဟာလာအဲ့လိုမျိုးလေးတွေလည်းသူတို့စိတ်ထဲမှာစိတ်ကြိုက်တွေ့လာတဲ့ခါမှာသူတို့ brand ကိုကြီးညာဖို့အတွက်ကြော်ညာတွေအကောင့်အပ်နိုင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကဒီစဘူးကိုဒီလိုမျိုးဒီ brand ambassador တွေခန့်ကြတယ်ကြော်ညာတွေအပ်ကြတယ်အဲ့လိုပဲဒိုမင်းသားလေးနဲ့အလားတူပေါ့နော်တခြားသောမင်းသားတွေကိုလည်းဒီဒိုမင်းသားလေးနဲ့ကြော်ညာခဲ့ဘူးတဲ့ပိုင်ရှင်တွေရပဲတခြားမင်းသားတွေကိုငှားပြီးတော့လဲကြော်ညာရိုက်နိုင်ပါတယ်အဲ့တော့မက်ကေတခုပြောချင်တာကဘယ်မင်းသားကိုပဲခေါ်ရိုက်ကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာဝင်မပါပါနဲ့ငါတို့မင်းသားကိုခေါ်ရိုက်ထားတဲ့ကြော်ညာကတခြားသူကိုလည်းခေါ်ရိုက်နေရလားအဲ့လိုပုံစံမျိုးတွေလည်းမမှန်ကြပါနဲ့မမြင်ကြပါနဲ့ကြော်ညာပိုင်ရှင်ဆိုတာတော့ဥမာမက်ကေရဲ့ကွန်ပျူတာတစ်ခုကိုကြီးညာတဲ့အခါမှာဟာလာအောင်စဖို့ကိုခေါ်ရိုက်တယ်လို့ကောင်းစင်နဲ့ခေါ်ရိုက်မယ်ကွယ်သူတော်ဝင်းထုတ်လည်းခေါ်ရိုက်မယ်ကွယ်ကိုစိတ်နဲ့ကိုသဘောကျလာတဲ့မင်းသားကိုခေါ်ရိုက်မှာပေါ့နော်စပင်းကအခုမှလောက်ထားဆိုတော့လေမနေတတ်မထိုင်နဲ့ဖြစ်နေတာဟိုကကြက်ဒီကကြက်တယ်အဲ့လိုဆိုတော့လေမက်ကေပြောချင်တာကအခုလဲဒီဒို့စဘူးလေးနဲ့ရိုက်ထားတဲ့ဒီ brand ကြော်ညာပိုင်ရှင်တွေကပဲတခြားသောမင်းသားလေးတွေကိုလည်းခေါ်ပြီးတော့ရိုက်နိုင်ပါတယ်အဲ့ဒီအခါမှာprofessional ဆန်စွာနဲ့အောင်စဘူး fan တွေကနေပေးရပါမယ်ဒို့မင်းသားကို professional ဆန်နဲ့မင်းသားတစ်လက်ပေါ့နော်ဒီbrand တွေကိုကြော်ညာပေးနေတဲ့မင်းသားတက်လက်ဖြစ်စေချင်တယ်ဆိုလို့ရှိရင်အောင်စဘူးနောင်မှာနေနေတဲ့အောင်စဘူးရဲ့မိသားစုလို့ခေါ်တဲ့ပရိသတ်တွေကလည်း professional ဆန်ပေးရပါမယ်ကိုမင်းသားနဲ့ရိုက်ထားဘူးတဲ့ကြော်ညာပိုင်ရှင်ကတခြားသောမင်းသားတွေကိုခေါ်ရိုက်တဲ့အခါမှာလည်းမူထီတာပွားပေးနိုင်ရမယ်ကိုနဲ့မဆိုင်သလိုနေပေးရမယ်တစ်ဖက်ကသူတွေကမတော်တဆကိုယ့်ဘက်ကိုစိန်ခေါ်လာတဲ့စကားမျိုးတွေဟဲ့လားဒီလိုမျိုးတွေပြောဆိုလာပြီးတော့ဂျားလက်ကောင်ကဟိုဘက်ဖန်ဒီဘက်ဖန်မဟုတ်ဘဲနဲ့ဂျားလက်ကောင်ကသွေးခွဲခြင်းတဲ့သူတွေကတမင်တက်ရည်ရွယ်ပြီးတိုက်ခိုက်တဲ့ post တွေတင်လာခဲ့ရင်လည်းမမြင်ချင်အောင်ဆောင်ပေးကြပါမသိချင်အောင်ဆောင်ပြီးကြော်သွားကြပါကိုမင်းသားကိုပဲဖုကတ်ထားပါကိုမင်းသားလုံးမဲ့အလုပ်တွေကိုပဲအာရုံစိုက်ပါသူများမင်းသားတွေအလုပ်လုပ်တဲ့ဟာတွေကိုမကေတို့အာရုံစိုက်စရာမလိုဘူးသူများမင်းသားတွေဘာလုပ်လဲဆိုတာမကေတို့လိုက်ကြည့်စရာမလိုဘူးကိုမင်းသားကိုပဲအာရုံစိုက်မယ်ကိုမင်းသားကိုပဲဖုကတ်ထားမယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီလုပ်ငန်းရဲ့သဘောတရားအရာပြောတာပါအဲ့တော့ဘယ်လုပ်ငန်းခွင်မှာမဆိုဒီလုပ်ငန်းလုပ်တဲ့သူတိုင်းက professional ဆန်ရမယ်ပေါ့နော်အဲ့တော့ကိုမင်းသားလေးကိုလည်း professional ဆန်တဲ့မင်းသားလေးတယောက်ဖြစ်စေချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့မိသားစုတွေအနေနဲ့ရတယ် professional ဆန်စွာနဲ့မူထီတာပွားနိုင်ကြပါစေရှာကြီးလက်ခောက်ကုန်ပြီတန်ထွက်တွေလည်းမကုန်ဘူးလားမသိဘူးเนาะအဲ့တော့ပြောချင်တာကမက်ကပြောချင်တာဒီလောက်ပါပဲအဲ့တော့ဘယ်သူနဲ့ပဲကြော်ညာခေါ်ရိုက်ကိုမင်းသားလေးဥပမာပေါ့တခြားသောမင်းသားနဲ့ရိုက်ထားတဲ့ကြော်ညာပိုင်ရှင်တွေကလည်းဒိုမင်းသားလေးကိုထပ်ပြီးကမ်းလှမ်းလာတာမျိုးတွေလည်းရှိနိုင်တာပဲပေါ့နော်အဲ့တော့ဒီရုပ်ရှင်အမှုပညာလောကဆိုတာကနဲ့စီးပွားရေးလောကဆိုတာကအမြဲတမ်းဒွန်တွဲနေတာပါเนาะအဲ့တော့ကြတော့ဒီနေ့ဒီလူနဲ့ဒီလူစုံနေမယ်နောက်နေ့ကျဟိုလူနဲ့စုံရင်စုံတာပါအဲ့တော့အဲ့ဒီသဘောတရားကိုမက်ကေတို့မိသားစုတွေကနားလည်ဖို့လိုပါတယ်ဒါကတော့ဆရာလုံးရှင်းလည်းမဟုတ်ဘဲနဲ့မက်ကေကကြိုတင်ပြီးတော့ပြောပြထားတာပါဒီလောက်ဆိုရင်အရေးပြရင်အကောင်မြင်မယ်လို့ထင်ပါတယ်ဒိုမိသားစုတွေလည်းပေါ့เนาะအဲ့တော့ကျေးဇူးတင်ပါတယ်